ဒါကြောင့်မို့မြတ်စွာဘုရားလက်ထက်တုန်းကဆင်းရဲကိုဆုံးမတဲ့ကန္တရကဆိုတဲ့ဆရာကြီးကမြတ်စွာဘုရားကိုလျှောက်ဖူးတယ်ဂုံရှင်နေညတံဗန္တိယတိတံမနုဿာအရှင်ဘုရားတဲ့လူတွေရဲ့စိတ်နှလုံးဟာအလွန်ရှုပ်ဝက်တယ်စိတ်ထဲရှိတာတစ်မျိုးပြောတာကတစ်မျိုးလှုပ်တာကတစ်မျိုးစိတ်ထဲရှိတာကိုဖုံးဖိထားတတ်တယ်လူတွေကဖုံးဖိထားသည့်အတွက်ကြောင့်အပြင်မှာထွက်လာတဲ့ပြောဆိုတဲ့စကားလုံးတွေပြုလုပ်တဲ့အလုပ်တွေဟာဟန်ဆောင်ပန်းဆောင်အလုပ်တွေဖြစ်လာတယ်တိရစ္ဆာန်တွေကြတော့အဲ့လိုမဟုတ်ဘူးတဲ့စိတ်ထဲရှိတာအပြင်ထွက်လာတာပဲဖြစ်တယ်လူတွေကြတော့စိတ်ထဲရှိတဲ့အတိုင်းအပြင်မထွက်ဘူးဘာတွေတော့ဘာကြောင့်လို့ဆိုလူတွေကဟန်ဆောင်ကောင်းတယ်ပေါ့ဟန်ဆောင်တတ်တဲ့အလေထားရှိတယ်ဆိုအဲ့တော့လူတွေကကောက်ကျစ်တယ်လို့အဓိပ္ပာယ်ပြောတာဥဒ္ဒနကိညေတံဗန္တိယတိတံပတောတရိစ္ဆာန်တွေကတော့လွန်ရိုးစင်းတယ်ဖြောင့်စင်းတယ်သူတို့စိတ်ထဲရှိတဲ့အတိုင်းပဲပြင်မဲ့မှာထွက်လာတယ်စိတ်ထဲမှာရှိတဲ့အတိုင်းသူတို့အတန်ထုတ်တယ်စိတ်ထဲမှာရှိတဲ့အတိုင်းပြုမှုသွားလာတယ်ရှုပ်ဝဲထားတာသူတို့မှမရှိဘူးလို့အဲ့လိုကန္တရကဆိုတဲ့စင်တတ်တဲ့ဆရာကမြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကဟုတ်တယ်မှန်တယ်လို့ဆိုပြီးသူစကားကိုထောက်ခံချက်ပေးထားတယ်အဲ့လိုပဲ950ဇတ်တွေမှာလည်းပဲဒီအဓိပ္ပာယ်မျိုးတွေပါတဲ့စကားတွေရှိတယ်သူဝိဇာနံသင်္ကလနံတကုဏ္ဏနိသဝတိတံမနုဿဝတိတံရာဇဒုဗ္ဗိဇာနတရံတရောဆိုတဲ့စကားလုံးတွေသူဝိဇာနံသင်္ကလနံဆိုတောခွေးအိမ်ခွေးဆိုတဲ့ခွေးတွေရဲ့အတန်ဟာသူတို့စိတ်ရင်းအတိုင်းထွက်တာဖြစ်တယ်သိတာလေသူတို့ကိုအကဲခတ်လို့လွယ်တယ်တကုဏ္ဏနိသဝတိတံငှက်တန်တွေကလည်းပဲယူဖြောင်းတယ်သူတို့ရင်ထဲမှာရှိတဲ့အတိုင်းအပြင်မှာအတန်ထွက်လာတာဖြစ်တယ်မနုဿဝတိတံလူတွေရဲ့အတန်တွေကြတော့တဲ့ဒုဗ္ဗိဇာနတရံခွေးတန်ငှက်တန်တွေနဲ့မတူဘူးတဲ့လူတွေကရင်ထဲမှာရှိတဲ့တစ်မျိုးပြမဲထွက်လာတာတစ်မျိုးလို့သူဆိုတဲ့ပုံစံအဲ့တော့လူသားတရားဝါတွေဟာပို့ပြီးတော့ကောက်ကျစ်စင်လဲတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးကိုလည်းပဲဖော်ဆောင်ထား